အတန်းထဲမှာဝမ်ပိုက်နဲ့အသက်ရှူလေးခြင်းကလုံနေကြတော့တစ်ဖက်ကမိန်းကလေးကဘလို့ပဲစူးစမ်းရည်တန်ဘူးကိုချက်သွားအောင်မလုပ်နိုင်ခဲ့ပါဘူးဒါပေမဲ့အနာလက်ထဲကိုရုပ်တော့တဲ့အခါမှာတော့သူမဟာတခဏချင်းချင်းမှာပဲအားဆက်ချင်မလို့ပဲဘူးကိုချက်သွားအောင်လုပ်ပြလိုက်နိုင်ပါတယ်နောက်တစ်ခါပရင်ပေါက်မှာတစ်ရှူစာလေးကတ်ပြီးလေမွန်းတက်လေးခြင်းကန်းမှာလည်းအဲ့ဒီမိန်းကလေးဟာ10စက္ကန့်တော့မခံပဲပြုတ်ကျသွားခဲ့ပေမဲ့ဘေးကအနာကတော့အေးအေးဆေးဆေးပဲအောင်မြင်လုပ်ပြသွားပြန်ပါတယ်အစပိုင်းမှာတော့အဲ့ဒီမိန်းကလေးဟာလေးခြင်းကန်းတွေကိုလုံးဝအလေးမထားခဲ့ပါဘူးဘယ်သူမှမကြည့်တဲ့အချိန်မှာခိုးထွက်ပြီးသူမသဘောကျတဲ့ကောင်လေးကိုတွားအားပေးလိုက်တိတ်တိတ်လေးခွက်ယူလာတဲ့မုံတွေကိုတငယ်ချင်းတွေနဲ့ဝေစားလိုက်နေဒီလိုပြင်းစရာကောင်းတဲ့လေးခြင်းကန်းတွေဟာအပိုဒီပဲလို့သူမထင်ခဲ့မိတာပေါ့ဒါပေမဲ့တနေ့မှာတော့အမြဲတမ်းအေးအေးဆေးဆေးနဲ့စကားနဲ့တဲ့အနာဟာတူရိယာတစ်ခုကိုကောက်ကင်ပြီးစတင်တီးခတ်လိုက်ပါတယ်ပဲ့တင်ထသွားတဲ့ကြီးလင်းထားရတဲ့ဂီတတန်စင်တွေကမင်းကလေးရဲ့ပြိုင်ဆိုင်လို့စိတ်ကိုချက်ချင်းပဲနိုးစော်ပေးလိုက်သလိုဖြစ်သွားခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးသူမဟာအနာကိုကြောပြတ်နိုင်ဖို့အတွက်အားသွန်ခွန်ဆိုင်လေးခြင်းပါတော့တယ်ဒါပေမဲ့သူမကတူရိယာကနေအတန်လေးထွက်အောင်စကြိုးစားနေတာတော့မှာပဲအနာကတော့တန်စင်အပြည့်စုံကိုကျွမ်းကျင်စွာတီးခတ်နေနိုင်ပြီးချစ်လို့သူမတကူလုံးစွန့်အားပြီးအံ့ဝါသွားခဲ့ရပြန်ပါတယ်နောက်ပိုင်းရက်တွေမှာတော့မင်းကလေးဟာနေ့ရောညပါမနာတမ်းလေ့ကျင့်ခဲ့ပါတယ်မကြခင်မှာပဲအခြေခံကျွမ်းကျင်မှုတွေကိုတက်မြောက်ထားပြီးဂီတအပေါ်မှာလည်းနက်နက်ရှိုင်းရှိုင်းယူသွားလာခဲ့ပါတယ်ဒါပေမဲ့လူတိုင်းလေ့ကျင့်မှုမှာစိတ်နေထားကြတော့မှာပဲမထီမဲ့ထားတဲ့သတင်းတစ်ခုရောက်လာပါတယ်အဖွဲ့အောင်ကအဖွဲ့ဝင်တွေပြန်လဲကျမ်းမှန်လာပြီးဖြစ်လို့ပြန်ခွဲဝင်ဖို့ပြန်လာကြတော့မယ်တဲ့ဒါဟာအခုလေ့ကျင့်နေတဲ့အရန်လူငယ်တွေအတွက်နေရာမရှိတော့ဘူးဆိုတဲ့အတိတ်ပဲပါပဲမင်းကလေးဟာအတင်းပြုံးပြပြီးအတန်းထဲကထွက်လာခဲ့ပြီးမြစ်တကားဝရောက်တာနဲ့မြစ်ရည်တွေထိမ့်မနိုင်အောင်ကြလာပါတော့တယ်နောက်ရက်တွေမှာတော့သူမဟာဘာကိုမှစိတ်မပါတော့ပဲငိုင်နေမိပါတယ်နောက်ဆုံးမှာတော့သူမဟာဂီတအခန်းရှိကိုမသိစိတ်နဲ့ရောက်သွားခဲ့ပြန်ပါတယ်ပြန်ခွိုင်းနဲ့ရောက်လာတဲ့အခါမှာတော့စင်ပေါကဂီတအဖွဲ့ကိုငေးချီနေတော့မှာပဲကွင်းထဲကဘောလုံးသမားတယောက်ကဘောလုံးကိုလွတ်သွားခဲ့ပြီးအဲ့ဒီဘောလုံးဟာမင်းကလေးရဲ့မျက်လုံးကိုတဲ့တဲ့ကြီးလာမှန်ပါတော့တယ်